ကောင်လေးနဲ့ကောင်မလေးဟာထူးဆန်းတဲ့ခလုတ်တစ်ခုကိုတပြိုင်တည်းဖိလိုက်ကြပါတယ်အပြင်ဘက်မှာရှိတဲ့လူတိုင်းဟာချက်ချင်းဆိုသလိုအချိန်ရက်တန်သွားခဲ့ရတယ်အဲ့ဒီအခိုက်အတန့်ကိုအသုံးချပြီးသူတို့နှစ်ယောက်ဟာလမ်းသွားလမ်းလာတွေ6နားမှာကြက်ဥတလုံးစီသွားချထားတယ်ကောင်မလေးရဲ့မုံကိုပန်းတပွဲနဲ့အစားထိုးလိုက်ပြီးလူတယောက်ရဲ့ရေအားများတဲ့တနက်ကိုလည်းသူ့ကိုသူပြန်ချိန်ထားလိုက်ကြတယ်ခလုတ်ကိုပြန်ဖိလိုက်တာနဲ့အရာရာဟာသူတို့စီစဉ်ထားတဲ့အတိုင်းဖြစ်သွားပါတော့တယ်အခုဒီချိန်မှာတော့သူတို့နှစ်ယောက်ဟာခဏရက်ခလုတ်ဖြစ်အားသာချက်ကိုယူပြီးစူပါမားကတ်ကတွားယူရီကိုတွားယူကြတယ်အဲ့ဒီလိုနဲ့အချိန်ကိုရက်ပြီးအနားယူနေတော့မှာပဲရုတ်တရက်အပြင်ဘက်ကနေသူ့ဆက်နဲ့ဆူနေတဲ့တန်ချကိုကြားလိုက်ရတယ်သူတို့နှစ်ယောက်ဟာချက်ချင်းပဲအပြင်ကိုပြီးထွက်လိုက်တယ်အောက်ဘက်ကဘီရိုကကွေ့သွားတာကိုမြင်လိုက်ရတော့ကောင်လေးကအကြီးကြီးထိတ်လန့်သွားတယ်သူတို့နှစ်ယောက်လုံးအားတင်သွားကြတယ်အချင်းရက်တဲ့နေချိန်မှာတော့လွတ်လွတ်လပ်လပ်လောက်ချနိုင်တဲ့တခြားသူတယောက်များရှိနေသလားလို့တွေးနေတော့မှာပဲအဝေးကနေရှေ့တန်းနေကြားလိုက်ရတယ်သူတို့နှစ်ယောက်ဟာချက်ချင်းပဲဘေးတစ်ဖက်ကိုပြေးပြီးအချင်းရက်တဲ့နေတဲ့လူတွေလိုပဲရန်နေလိုက်ကြတယ်အဲဒီနောက်မှာတော့ဦးတို့ဆောင်းထားတဲ့အမျိုးသမီးတူဟာသူတို့စီကိုဖြည်းဖြည်းချင်းလျှောက်လာခဲ့တယ်ထူးဆန်းတာကအဲ့ဒီလူရသားရောင်ကအပြာရောင်ဖြစ်နေတာပါပဲအပြာရောင်လူကြီးကလည်းသူတို့ကိုတေချာကြည့်နေခဲ့တယ်သူတို့လည်းကြောက်လန့်နေပေမဲ့ကံကောင်းစွာနဲ့တန်တရားမဝင်ခဲ့ပါဘူးအပြာရောင်လူကြီးလမ်းလျှောက်သွားတာနဲ့တပြိုင်နက်သူတို့နှစ်ယောက်ဟာလှည့်ပြီးထွက်ခွာသွားကြတယ်သူတို့ဟာကူဒီနားမလည်နိုင်ဖြစ်နေတော့မှမယ်နောက်တစ်စက္ကန့်မှာအဝေးကအမျိုးသမီးတူရဲ့အော်ထန်ကိုကြားလိုက်ရတယ်သူတို့နှစ်ယောက်လုံးဟာအဲ့ဒီဘက်ကိုပြေးသွားကြတယ်မြင်လိုက်ရတဲ့မြင်ကွင်းကသူတို့နှစ်ဦးကိုကြောက်လန့်တုန်လှုပ်စေခဲ့တယ်ဒီအပြာရောင်လူကြီးကဘယ်သူလဲဆိုတာသူတို့အရင်သိကျင်နေကြတယ်